အခုပြောမှာတော့ဂျင်းပေါ့နော်ဂျင်းကဥရောပမှာတော့ရက်ပေါ်နေရတော့ကြာပြီအယ်ကိုဟောတွေပေါ်နေတာကြာပြီဝီစကီလည်းပေါ်နေပြီအဲ့ချိန်မှာလေဒါပေမဲ့ဂျင်းဆိုတာမပေါ်သေးဘူးဂျင်းကိုဘယ်သူကဆလုပ်လဲဆိုတော့တမိုင်းကြောင်ကြည့်မယ်ဆိုအီတလီဖုန်းတော်ကြီးတစ်ပါးနေပြီးတော့ရက်သေးကိုပေါ့ဘော်ဒနီကာတွေခုနဂျနီဗာဘယ်ရီဆိုပဲဖြစ်ဂျပန်နိုင်ငံထည့်ပြီးတော့ဆေးဘက်ဝင်ရက်ဖြစ်တီထွင်ခဲ့တယ်လို့တမိုင်းမှာထောက်ထားရှိရပေါ့လေဒါပေမဲ့တကယ်တမ်းအသုံးပြုတောက်သုံးနေကြတော့အဲ့နယ်သာလန်နိုင်ငံလို့ခေါ်တယ်နယ်သာလန်ဒက်ရှ်ဟော်လန်လို့ခေါ်တယ်နော်နိုင်ငံသုံးမြည်ရတယ်အဲ့ဒီဒေတာကလူတွေကအဲ့ဒီဂျန်နီဗာဘယ်ရီကိုထည့်ပြီးတော့ဆေးဖြစ်သွားဖြစ်ပေါ့လေရက်လောက်တောက်နေကြပြီပေါ့နော်အဲ့ဒီအချိန်မှာဥရောပမှာဘာသာရေးစစ်ပွဲတစ်ခုဖြစ်သွားတယ်နှစ်100လားနှစ်30လားမကြာတယ်အဲ့ပွဲမှာအင်္ဂလန်စစ်တပ်ကဒီဘက်ကစစ်တပ်ကိုပေါ့နော်နယ်သာလန်ဘက်ကကိုကူပြီးတော့လာတိုက်ပေးရတာပေါ့နော်အဲ့လိုလာတိုက်ပေးတဲ့ကာလမှာအဲ့ဂျန်နီဗာဘယ်ရီနဲ့ရောပြီးထည့်ထားတဲ့အရက်ကိုအချက်တဲ့နီးကိုသူကတိသွားပြီးတွေ့သွားပြီးတော့နောက်ပြီးတော့တိုင်းပြည်ပြန်တဲ့ခါကျတော့အင်္ဂလန်မှာအဲ့ရက်ကိုချက်တောက်ကြတယ်ပေါ့နော်အဲ့ဒီဂျန်နီဗာဘယ်ရီကိုထည့်တဲ့အတွက်သူတို့ကဂျင်းဆိုပြီးအတူကောက်ခေါ်တယ်ပေါ့နော်ဂျင်းဆိုတာကအဲ့ဂျန်နီဗာဆိုတဲ့စကားလာတာပေါ့နော်အဲ့ဒါကိုအင်္ဂလန်နိုင်ငံမှာလည်းသူတို့ကဂျင်းလို့ပဲခေါ်တာပေါ့နော်ဒါပေမဲ့အဲ့ဒီခက်ကအရက်ချက်နေရမှာတိုးတက်သေးဘူးအဲ့ဒီ dash တွေချက်တဲ့အရက်ကဘာလီတို့တီးနံတွေကိုသူတို့ကဟိုလုပ်တယ်ဘာခေါ်လဲ modern လုပ်တယ် modern လုပ်ပြီးတော့ဖောက်ပြီးမှချက်တယ်အဲ့တော့ဘယ်လိုပဲဖြစ်အရက်ချက်နေတာတိတ်ပြီးတော့မတန်တဲ့ခါကျတော့သူတို့ကဒီ fusion လုပ်တဲ့ဒီ botanical တသေးလေးတွေရဲ့အနှံ့တိတ်မပေါ်လွင်တာလို့မတန်တာဖြစ်တာပေါ့နော်ပြီးရင်သူကကြားတွေလည်းထည့်တယ်ချို့တယ်ပေါ့နော်အဲ့တော့အင်္ဂလန်မှာဂျင်ကဒီလောက်ကြီးခစ်မစားခဲ့ဘူးတောက်လို့မကောင်းခဲ့ဘူးပေါ့နော်တခြား brandy ရက်တွေ whisky ရက်တွေကိုပဲပို့ပြီးနာမည်ကြီးခဲ့တယ်ပေါ့နော်1830ပတ်ဝန်းကျင်လောက်က NES Coffee ဆိုတဲ့ပုဂ္ဂိုလ်ကဒီ Collins Day ကိုတီထွင်နိုင်ခဲ့တယ်ပေါ့နော်တကယ်ကြတော့ NES Coffee ကတော့ပထမဆုံးမို့သူ့ရှေ့မှာတယောက်ကထွင်ခဲ့တယ်ပေါ့သူကတော့ modify လုပ်ပြီးတော့အကောင်းဆုံးဖြစ်အောင်လုပ်သွားတော့ဒါသူ့နာမည်ပဲထွက်တယ် Coffee Day, Patent Day, Continuous Day, Collins Day လို့ခေါ်ပါတယ်အဲ့နီးနဲ့ချက်တဲ့အရက်ကအရန်တန့်စင်တယ်အယ်ကိုဟောကိုမီးပြင်းတိုက်ပြီးတော့ရင်းနှီးခွင်းနဲ့တိုက်ပြီးတော့သူချက်တဲ့အခါကျတော့ငကိုဗီဇအရင်ထဲမှာပါလာတဲ့ကောင်းတာလည်းပါရင်ပါမယ်ဆိုးတာလည်းပါရင်ပါမယ်ဘာမှမပါဘဲနဲ့တန့်အရန်တန့်နဲ့ဖြူပြီးအရန်အနှံ့ကင်းစင်တယ်ပေါ့နော်အရသာကင်းစင်တဲ့အရက်တန့်ကိုရရှိတဲ့ချက်နီးကိုတွေ့ရှိခဲ့တယ်ပေါ့နော်ထုတ်လုပ်နိုင်ခဲ့တယ်အဲ့ဒီနီးတိုင်းပဲအဲ့ဒီနီးတိုင်းကြလာတဲ့အရက်ဖြူတန့်ကိုအင်္ဂလန်ကလူတွေကလန်ဒန်ကလူတွေကပေါ့နော်အဲ့ချိန်မှာသူတို့ကဗာထည့်လဲဆိုရင်ဂျန်နီဗာဘယ်ရီအစရှိတဲ့မျိုးမှာသူတို့ botanical ရှိတယ်တမတ်တ botanical စိတ်နေစင်းနေတဲ့ခါကျတော့စင်မီ48နာရီကြာတဲ့ခါမှာသူတို့ကအဲ့ဒါကိုပြန်ပြီးတော့ပေါင်းခံတယ်ပေါင်းခံတဲ့ခါကျတော့ထွက်ကြလာတဲ့ရက်ကအရန်တန့်နဲ့အဲ့ဒီတန့်စင်တဲ့အရက်ဖြူတန့်ပေါ့နော်အရက်ဖြူတန့်နေမှာ botanical ထဲတော့ဘာလို့ထူကြလာလဲဆိုတော့ကြော့ဂျင်ရက်ကဘယ်လိုကောမလဲအချင်းရက်ထဲမှာတခါလေအချိုတွေရတာတွေထဲတိုင်းအရက်မဟုတ်ပဲနဲ့သူကတင်းပြန့်တဲ့ရနံလေးတွေကိုပဲသူကထဲရတာအရသာကိုထဲရတာမဟုတ်နော်အဲ့တော့အရက်ကတန့်တဲ့ခါကျတော့ဒီ botanical လေးတွေရဲ့ဘယ်ကောမလဲသူတို့အရသာလေးတာပို့ပြီးတော့ပေါ်လွင်စေတာပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်စလာချင်းသူဘာလုပ်လဲဆိုရင်ဒီအရက်ဖြူတန့်တဲ့ကို botanical ထဲတယ် botanical ဆိုတာအဓိကကဂျင်းရဲ့ botanical အဓိကကဘာလဲJennifer Berries အဲ့ Jennifer Berry ကိုအဓိကထားပြီးထည့်တယ် Jennifer Berry အခုကမ္ဘာမှာ EU ပဲဖြစ်ဂျင်းနဲ့ပတ်သက်တဲ့ law ကဂျင်းလို့ခေါ်ခြင်းရင် Jennifer Berries ပါမယ်နော်တကယ်လို့သူ့ဘာသူကြိုက်တာကို traditional ကြိုက်တာထက်ဂျင်းလို့ခေါ်ခံခြင်းတော့ Jennifer Berry ကိုအနည်းနဲ့များအောင်ထည့်ရမယ်အဲဒုတိယဦးစားပေးရေးပါတဲ့ botanical ကြတော့ဗာလဲဂျင်းထဲမှာစီနော်ကော်နေတာစီပေါ့နော်အဲ့နန်းစီရရေးကျန်တာကတော့ကိုချက်ထည့်နေရထဲပေါ့နော်အဲ့တော့အဲ့ဒီသူကြိုက်တာထဲပြအဲ့ botanical တွေကိုစူပြီးတော့အဲ့အရက်ဖြူတန်းထဲမှာ48နာရီစိန်တဲ့ခါကျတော့သူတို့ရဲ့ဓာတ်တွေကအရက်ထဲကိုပျော်ဝင်သွားတယ်ပေါ့နော်ကြည့်ဗီဒီယိုခွေလေးပြမယ်အဲ့ပျော်ဝင်သွားတဲ့ခါကျတော့နောက်တစ်နေ့မှာသူတို့ပေါင်းအိုးကြီးထဲမှာအဲ့ပေါင်းအိုးထဲမှာပဲတစ်ခါတန်းစင်တာလည်းဖြစ်မယ်ပေါ့နော်ပြီးရင်အဲ့ပေါင်းအိုးကိုထပ်ပြီးတော့ဘွိုင်လာနဲ့ကြိုတာပေါ့အဲ့ပေါင်းထဲမှာဒလက်လေးရှိတယ်မကတ်သွားမှာဆိုလို့လေဒီ botanical ကြပြမှာကတ်သွားမှာဆိုတမားမြတာလို့ဒလက်လေးကလဲပြီးတော့သူတို့ထပ်ပြီးတော့အရက်ထက်ချက်တယ်ပေါ့ second distill ပေါ့အဲ့ second distill မှာကြတော့ alcohol vapor နဲ့အတူတူငါက botanical တွေရဲ့ essence တွေကရောပါသွားပြီးတော့တစ်ဖက်ကနေ condenser ထဲမှာအေးခံပြီးတော့ဂျင်ရက်ကိုရရှိပါတယ်နော်အဲ့လိုရချက်ကအဲ့ဂျင်ရက်ကလုံးဝကိုတန့်ဘယ်လိုခေါ်မလဲbotanical လည်းမှုေးတယ်ရေးသွေးပြည့်တယ်ပေါ့နော်အဲ့ဒါကိုမှသူတို့က London dry gin လို့ခေါ်တာပေါ့နော်အဲ့နီးတိုင်းချက်တဲ့အဲ့ London dry gin ပုံစံတိုင်းချက်တဲ့အရက်မှန်သမျှကိုဘယ်နိုင်ငံမှာပဲဖြစ် London dry gin လို့ခေါ်တယ်ပေါ့နော်သူက dry ဖြစ်ရမယ်
တော့ heavy တိတ်မဖြစ်ဘူးပေါ့မင်္ဂလာပါကျွန်တော်တင်ပြခြင်းတဲ့အကြောင်းအရာကတော့ဂျင်ရဲ့မှုရင်းတဲ့အကြောင်းဖြစ်ပါတယ်ဂျင်ကိုတောက်သွင်းလိုက်တဲ့အခါမှာ botanical အရသာဂျန်နီဘာဘယ်ရီစပါဝင်ပေါ့နော်အဲ့ဒီအနှံ့လေးတွေကိုရရှိမှာဖြစ်ပါတယ်အဲ့လိုရရှိအောင်ပြုလုပ်တဲ့နည်းဟာ stepping or maceration your vapor infusion maceration အရွေးနှူးပြီးတော့စိန်နာခြင်းကတော့ဒီ botanical တွေကိုရက်နဲ့ရောစိန်ထားပြီး48နိုင်လောက်ရောစိန်ထားပြီးမှပြန်ပြီးတော့ပြန်ပြီး distill လုပ်တဲ့အခါမှာဂျင်တွေကိုဒီမွေးနှံလေးရောက်ရှိလာပါတယ်ဒုတိယနည်းကတော့ vapor infusion လို့ခေါ်ပါတယ်တချို့နူးညံ့တဲ့ botanical တွေကရက်ထဲမှာထည့်ပြုတ်မယ်ဆိုရင်အနှံ့နေရိုင်းအောင်မယ်အဲ့တော့အရက်ကထဲမှာထည့်မပြုတ်ပဲနဲ့အရက်အငွေ့ဖြတ်တန်းစီးစင်းတဲ့လမ်းကြောင်းမှာချင်းလေးနဲ့ထည့်ခံပြီးတော့ပြုလုပ်တဲ့နည်းကို vapor infusion လို့ခေါ်ပါတယ်အခုမြင်တွေ့နေရတာကတော့ Bombay Spire distillery ဖြစ်ပါတယ်အဲ့ဒီ vapor infusion ကိုစတင်ကျင့်သုံးတဲ့ဂျင်ကလည်း Bombay Spire ဂျင်ဖြစ်ပါတယ်သူကတော့အဲ့လိုမျိုးအရန်ကြီးတဲ့ဒီတမဏိဒီဒဲဦးထဲမှာအကန့်လေးတွေနဲ့ botanical တွေထည့်ပြီးတော့ဒီသန်းတွေခွဲထားပါတယ်ပြီးရင်သူတို့ cylinder ကြီးတွေကိုထည့်ပြီးတော့ရက်ကိုထပ်ပြီးတော့အငွေ့ဖြတ်တန်းစီတယ်ပေါ့နော်တချို့ဂျင်ထုတ်လုပ်တဲ့လူတွေကြတော့ botanical တစ်မျိုးစီကိုချင်းတစ်ခုထဲမှာတီးတန့်စီတော့ vapor infusion လုပ်ပါတယ်ပြီးတော့မှအဲ့ချင်းအလုံးပြန်ပေါင်းပြီးတော့သူတို့ရဲ့ချင်းကိုပိုင်းချင်းကိုထုတ်လုပ်ကြပါတယ်ပရမတ်တနည်းဖြစ်တဲ့ stepping method နဲ့ vapor infusion method တွေကိုတစ်ခုစီသုံးပြီးပြန်ရောတဲ့ချင်းကတော့ကျွန်တော်တို့ Hendrick ချင်းဖြစ်ပါတယ် Scotland နိုင်ငံအဲ့မှာ London Dry Gin နဲ့ London Dry Gin မဟုတ်တဲ့ gin တွေရှိတယ်ဂျင်ကို၅မျိုးသူတို့အချမ်းပင်ခွဲခြားထားတယ်ဗျာဂျင်ကဘာလဲဆို London Dry Gin ပြီးတော့ Plymouth Gin Plymouth Gin ဆိုတာကဒီအင်္ဂလန်လန်ဒန်နဲ့နည်းနည်းဝေးမှာကျွန်တော်ပဲခူးရံကောင်ရှိမှာပါဗျာအဲ့လောက်မှရှိရမြို့ကနေချက်တဲ့အရာသူရဲ့ character က London Dry Gin နဲ့နည်းနည်းမတူနည်းနည်း less dry ဖြစ်ပုံရမှာပါနော်အကျယ်ကျယ်အဲ့ဒီသူတို့ gin ရဲ့ character တစ်ခုချင်းမလိုက် gin တော့သိမယ်ဗျာနော်နောက်တစ်ခုကကြတော့ Old Tom Gin ရှိမယ်နောက်ပြီးတော့ Dash Gin ရှိမယ်ပြီးရင် American style or New World Gin style ပေါ့နော်အဲ့တော့ဘာရှိမလဲပြန်ပြောမယ်ဆိုရင် London Dry Gin Plymouth Gin Old Tom Gin Dash or Geneva Gin American style or New World style gin ပေါ့နော် New World style gin လို့ဘာလို့ပြောလဲဆိုတော့ကမ္ဘာမှာကို gin တွေမျိုးထုတ်လာတယ်အမှဂျပန်ဆိုရင် Ruku Gin ရှိမယ်နော်သူတို့ဆိုလို့ရှိရင် Ruku Gin ဆိုလို့ရှိရင်သူကဒီချာ post တွေနဲ့ပေါင်းခံတယ်heavy ဖြစ်တယ်သူတို့နိုင်ငံမှာထွက်တဲ့လက်ဖက်တို့ yuzu လို့ခေါ်တဲ့ orange sakura ပန်းပွင့်နဲ့ sakura ရွက်အဲ့လိုဟာမျိုးတွေနဲ့ essence လုပ်တယ်ပေါ့နော်ဒါပေမဲ့ Geneva berries လက်ထဲတော့ထည့်တယ်ပေါ့လေဆိုတော့ဒါပေမဲ့သူတို့ကြတော့ခုန London Dry Gin တွေလိုမျိုးlaw တွေနဲ့တိတ်ပြီးတော့မကိုက်နေတဲ့အတွက်သူတို့ကို London Dry Gin ဆိုပြီးတော့တစ်စိမ့်မကတ်ထားအောင်သူတို့က dry မဖြစ်ဘူးပေါ့ဗျာ heavy ဖြစ်တဲ့အရသာတွေကကောင်းတယ်နောက်တစ်ခုရှိတယ်ဒါကြတော့ Scotland နိုင်ငံထုတ်လုပ်တဲ့ Hendrick Gin လည်းထုံနေ၎င်းမယ်သူက London Dry Gin ရဲ့ law နဲ့သူကမကိုက်ညီတဲ့အတွက်သူမှ London Dry Gin လို့မကတ်အောင်ပေါ့နော်မကတ်ဘူးနော်အဲ့တော့ London Dry Gin နဲ့ London Dry Gin မဟုတ်တာဘာကွာလဲဆိုတော့ကျွန်တော်ပထမပြောခဲ့သလိုပဲဒုတိယကြိမ်ပေါင်းခံတဲ့အခါမှာ maceration ပဲဖြစ်ဖြစ် vaporizing ပဲဖြစ်ဖြစ်ပေါ့နော်ဒုတိယကြိမ်ပေါင်းခံပြီးတော့ကျလာတဲ့ရက်ထဲမှာသူကတင်းပြန့်မွှေးကြိုင်နဲ့ဒီ essence ဒီ botanical essence တွေပါအရက်လေးတွေကျလာပြီးတဲ့အခါမှာသူကလက်ရှောင်မယ်ဘာမှထပ်မထည့်ရတော့နော်အယောင်တွေထပ်မထည့်ရဘူးအရသာတွေထပ်မထည့်ရဘူးအယောင်ရသာ sugar အဲ့ထပ်မထည့်ရအောင်အဲ့လိုထပ်မထည့်ပဲလက်ရှောင်တဲ့ဟာကို London Dry Gin လို့ခေါ်တယ်ပေါ့နော်တချို့ London Dry Gin တွေကတော့တကြားနဲ့ထထင်ခွေတော့ပြုတ်လာတယ်လို့ပြောတယ်ဒါပေမဲ့မထည့်ဘူး London Dry Gin ဆိုမှတော့ပေါ့နော်အဲ့တော့ကျွန်တော်တို့ Gordon Gin ကိုတွေ့ဘူးလားမသိ Gordon Gin မှာ London Dry Gin ဆိုပြီးတော့ထည့်ထားတယ်ဒါပေမဲ့ Pink Gin မှာကျတော့ London Dry Gin ကိုဖြုတ်လိုက်ရတယ်ဘာဖြစ်လဲဆိုတော့သူအယောင်သွားထည့်တဲ့အတွက်
နော်အဲ့တော့ဒါပေမဲ့သူ့ကို London Dry Gin စာဘလို့တစ်စိတ်ပြန်ကတ်လဲဆိုတော့ Distilled Gin ဆိုပြီးတော့ကတ်လိုက်တယ် London Dry Gin မဟုတ်ရင်သူက Distilled Gin ဆိုတော့ Distilled Gin လို့သတ်မှတ်လိုက်တာပေါ့နော်အဲ့ဆို London Dry Gin က Distill မလုပ်ထားတာမဟုတ်ဘူးလားဆိုတော့ဟုတ်တာပဲဒါပေမဲ့ဘုရားမဲ့ဟိုဒီခွဲပြားခြားနာစေခြင်းတဲ့သဘောကြောင့်เนาะအဲ့လိုမျိုးအယောင်ထည့်လိုက်တဲ့သူက Distilled Gin ဆိုပြီးသတ်မှတ်လိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဆိုတခြားကုမ္ပဏီတွေကသူတို့ London Dry Gin ပုံစံနဲ့မလုပ်ဘူးဆိုလို့ရှိရင် Distilled Gin လို့ကတ်မလားဆိုတော့ဥမာဒီ Scotland လာတဲ့ဒီ Hendrick Gin ဆိုလို့ရှိရင်လည်းLondon Dry Gin မဟုတ်ပေမဲ့ Distilled Gin လို့မကတ်ဘူးကတ်စရာအကြောင်းမရှိဘူးလေသူကုမ္ပဏီသူ့ဘောသူကြိုက်တဲ့ပုံစံနဲ့ထုတ်တာဒါပေမဲ့ London Dry Gin သမားတွေကဒါသူတို့ London Dry Gin ပုံစံမလုပ်တဲ့ခါကျရင် Distilled Gin လို့ဆိုပြီးတော့ဟို district ပေါ့နော်ပြောင်းမတူအောင်လို့ဆိုပြီးလုပ်ပိတ်တာပေါ့နော်ဟိုဟိုဂျပန်ကလာတဲ့ Ruku Gin လည်းထုံးကြီး၎င်းမယ် Distilled Gin လို့ကိုမပြောဘူးဒါပေမဲ့ London Dry Gin မဟုတ်တဲ့အတွက်ဒါပြောတာပါလေ Distilled Gin ဆိုပြီးတော့သတ်မှတ်လိုက်တာဒါပေမဲ့သူတို့ Distilled Gin လို့တော့မပြောရေးတယ်မရေးထားဘူးအဲဒါကြောင့် London Dry Gin ဆိုတာဘာလဲဆိုတာကိုအခုတကယ်သဘောပေါက်လားမသိဘူး